ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏတမ္ပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါထိုရွှေဘုံသောသခင်ရှင်တော်မြတ်ဗျာတိဣတိပိဣမိနာသကာရဏေန1500ကိလေသာတို့ဝါသနာတလေးအထုံငွေများမငွေမရိပ်ဝင်ဝင်ဖိတ်တို့ရွှေစိတ်ပြန်သင်းလွန်တန့်ရှင်း၍မင်းပြည်သူကြည်ပြူကောရောလူတော်မှန်ပူဇော်ကိုခံတော်မူထိုက်သောဤအကြောင်းကြောင့်လေအရဟံဟူသောဂုဏ်တော်ကြီးဖြင့်အံကြီး၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာသကာရဏေနသဗ္ဗညံအားစွမ်းပကားဖြင့်မြတ်သင်္ခါရဝိကာရနှင့်လက္ခဏာပြည့်ညတ်နိဗ္ဗာန်တဟုငါရဲ့သိယံညရံကိုပေါက်ပြန်မရှိကိုယ်တော်တိုင်းသိတော်မူသောဤအကြောင်းကြောင့်လေသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာသကာရဏေနသုံးပါး၈ပါးနှမျိုးအားဖြင့်ဟောထပညာဉာဏ်ဝိဇ္ဇာတိနိဗ္ဗာန်တမြတ်ရသောစိုက်ကယံဖြင့်အမှန်သိသည်အကျင့်စရဏ15ဝနှင့်ရကဝဥဒ္ဓုံပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဝိဇာစရဏတမ္ပန္နောဝိဇာစရဏတမ္ပန္နဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာသကာရဏေနဒီပင်ကရထွချတန်နှင့်ခြေတော်ရင်မှာမှန်ကင်းသီရိဘောဓိမန်တိုင်းခံဝါပိုင်အောင်စေကိုင်းပါရမီစုံပြည့်ညီလျက်သုံးလီဘဝမြတ်တတဤဒုက္ခစီးပွားကျင်သောအဖြစ်မိုင်မအယုမိစ္ဆာဟုကသံမြူတစီမကညိပဲတတိတမစင်မပြည့်ရှင်လည်းရဲ့သဗ္ဗညံတို့ရာကြောင်းရော်၍ကြွတော်မူခဲ့သောဤအကြောင်းကြောင့်လေဒုက္ခတောဒုက္ခတောသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာသကာရဏေနတတောကာတာသင်္ခါရဟုလောကသုံးပုံလုံးစုံကိုအာယုန်တင်စွာပိုင်းခြားကားဖြင့်ကောင်းစွာကုံစင်သိမြင်တော်မူသောဤအကြောင်းကြောင့်လေလောကဝိတုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာသကာရဏေနဆုံးမသိယံတတဝါမှန်သော6တန်လျင်6မြောက်တန်မြောက်၍အောက်ထက်ကုန်စင်စင်ဆုံးဖို့ဘုံဘုံသင်ပေးအစဉ်ဖေးလည်းရဲ့ရင်ကြီးလေအောင်သွေးဆောင်ဆုံးမတော်မူတတ်သောဤအကြောင်းကြောင့်လေအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာသကာရဏေနတတဝါဟောကုံသေးကြောသည်ဖော်လောငယ်သာနောက်ပါများကိုရေရှဘေခခန္ဓာရမခေမမြေငူထုတ်ကဲ့ယူသောထို့သူတသိခရင်ပိတိဇာတိဇရာမရဏဟုခန္ဓာရာကြံခယီလမ
ရွှေနန်းမြေငိုပြည်နေဘူးတို့နတ်လူမြမတတဝါကိုကောင်းစွာဆောင်ယူကဲတင်တော်မူတတ်သောဤအကြောင်းကြောင့်လီတထာဒေဝမနုဿာနံတထာဒေဝမနုဿာနဟုသောဂုဏ်တော်ကြီးဖြင့်အံချီး၍မကုံမြမဘုံတိုင်းအောင်ပြန်လိုင်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိမိနာသာကာရဏေနာဒုက္ခသမုဒယនិရောဓနှင့်မဂ္ဂမြည်သာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝေနေမြတ်ဘုရားကိုမသွေအတုသိစေတော်မူနိုင်သောဤအကြောင်းကြောင့်ဒီဗုဒ္ဓဟုသောဂုဏ်တော်ကြီးဖြင့်အံချီး၍မကုံမြမဘုံတိုင်အောင်ပြန်လိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာသာကာရဏေနာအနုမြူတပွဲပြောက်ွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောနိမဘုံတော်စိတ်အလားကောင်းကင်ဖျား၌ပေါ်ပါလင်မြန်စံပြန်ကြွသွားနိုင်သောလက္ခိမဘုံတော်ကိုတော်တန်တန်ဘုံဟန်တိုင်းညာမနိုင်အပ်ဖို့ကြီးမားလေအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမိမဘုံတော်စီတာွယ်ကမရှိပါပဲလိုရာတိုင်းပေါတခဏလောက်ဖြင့်ကြွရောက်နိုင်သောပတ္တိဘုံတော်အစဉ်အတန်တန်ဘုံတရံကိုစီမံပန်ဒီတခဏတိဖြင့်ပြီးစီးနိုင်သောပါကမ္မဘုံတော်ကိုတော်မြတ်ဤစိတ်ဓာတ်တော်မှစား၍မကျွင်းလူနတ်မင်းကိုပိုင်နေအိုဆိုလွှမ်းမိုးနိုင်သောဣတိတာဘုံတော်တမဘဇံအဘိညာဉ်ကိုဝင်းစံလောကတက္ကနာခြင်းပိုင်ဝင်စားနိုင်သောဝတိတာဘုံတော်ကိစ္စတကိုပြုစုတော်ပင်ပြီးဆုံးခြင်းသောစိုးလင်းမသွေပြီးဆုံးစေနိုင်သောယထကမ္မဝတ္တဣတာဘုံတော်ရှစ်ဘောအဗျာဤသို့အားဖြင့်ထင်ရှားလေပြီဣတရိယဘုံတော်ကိလေသာယံပေပြက်လံဖို့နိဗ္ဗာန်ဘုမကိုးချက်အဗျာလောကုတ္တရာတရားဒီဟုသောဓမ္မဘုံတော်ဟုတ်တိုင်းမှန်စွာဖြစ်ပေါ်လာ၍ကဘာတိုက်ပေါင်းတောင်းလောကထပဲ့တင်ထမြနှံ့ဆက်တတ်ကြောစောခြင်းဟုသောယသဘုံတော်ရွှေမြတ်နရောလက်ချေတော်မှစား၍မကျင်ပင်လုံးဝင်သည်ဗမ္မအနေကျတိမင်္ဂလာစုဝေကဖြင့်လွန်စွာတင့်တဲ့သဗ္ဗေတော်မူသောတိရိဘုံတော်အလိုတော်တိုင်းတောင်းတတိုင်းပင်မဆိုင်မသွားပိစီယသည့်ကာမဘုံတော်တလောကလုံးညိုရောကိုစားအာထဖို့ရာလွန်စွာကြိုးကုန်အာထုတ်တော်မူသောပယတ္တဘုံတော်ဤ၆ဘောကုံဘုံတော်ဟုံနှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လေဘဂဝါဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံမြမဘုံတိုင်အောင်ပြန်လိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားဧဝနဝယေကုနေဤလောကမိကိတ္တိပြပိတံအတုလံဓမ္မရာဇာနံဝန္ဒာမိတိသာတရံဧဝနဝယေကုနေဤဣရဒါဇလာတိကိုပြသောဂုဏ်တော်တို့ဖြင့်လောကမိဘဝဆုံးအောင်ပုံသုံးဆောင်၌ကိတ္တိပြပိတံသိသိသုံးခပဲ့တင်ဓမ္မနှံ့ဆက်ကြောသောတော်မူထသောအတုလံသီလခေါင်တိသမာဓိနှင့်ကြည်ပြီးပညာလွန်ကဲ့သာ၍ပြိုင်လာနိုင်သူအတူလည်းရှိတော်မူထသောဓမ္မရာဇနံသုံးဘုံမကိုင်သုံးထိုင်တရဘူးသုံးလူသိကျဓမ္မရထိုတာရှင်တော်မြတ်ဘုရားကိုတိလုံးဣဇလိနှုတ်တန်ချီ၍ရွှင်ကြည်မနောသုံးပါသောဓဝရတို့ဖြင့်သာတရံလေးမြတ်ကြီးညိုရောသေးခြင်းရှိသည်ဖြစ်၍ဝန္နာမိကာယဝစီမနောချီ၍သုံးလီပနာမကာရဝဖြင့်ရှ िख ိုးကြောလိုက်ပါဤမြတ်စွာဖယားသာဓုသာဓုသာဓုသောခါတောဘဂဝတာဓမ္မောသ
တန်ဒိဋ္ဌိကောအာဂါလိကောဧဟိပတိကောဩဘနေယိကောပစ္စတံဝေရိတဘောဝိညုဟိသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဓမ္မောမက်ဖို့နိဗ္ဗာန်ဓမ္မခံဟုစေရန်သောတရားတော်မြတ်ကိုသောခါတော်ဈာနာယုံပင်အပူစင်၍ကျင့်လင်ချမ်းသာကျင့်ပြီးခါလဲလွန်စွာငြိမ်းချမ်းနိဗ္ဗာန်နှင့်စခန်းသိအောင်မှန်လင်းရည်ရောကောင်းစွာဟောတော်မူအပ်ပါပေ၏ဓမ္မောမေဖို့နိဗ္ဗာန်ကိုတန်တော်တရားတော်မြတ်သည်တန်ဒိဋ္ဌိကိုဟောပြသလောက်ခြင်းတိုင်းပေါင်း၍မရောက်ဖို့ဒီပညာရှိသည်များအရိယာသူတော်စွာတို့သူရကပြောယုံကြည်သောကြောင့်သဘောချင်းတတ်မစီကပ်ပဲတတ်အထင်ထင်ကိုယ်တိုင်လည်းသိမြင်ထိုက်ပါပေ၏ဓမ္မောသောတာပတိသတိစင်တယ်လေးချက်အပြမတရားသည်အဂါလီကို9ရက်9ရက်စသည်တဲ၍ငန်းလျက်ရှိဝေအကျိုးပေးရာအခါမငဲ့အရှားမဲ့ဖို့အကျိုးကိုလည်းပေးတော်မူတတ်ပါပေ၏ဓမ္မောမေဖို့နိဗ္ဗာန်ကိုတန်တော်တရားတော်မြတ်သည်ဧဟိပတိကိုဝေဟာတထွန်ယုကံစွန့်၌လာဝွန်အလားပရမယတဘွယ်စင်ကြယ်ထင်ရှားရှိသည်များကြောင့်အာရရွှင်လန်းလိုက်ခဲ့စမ်းပါရှုစမ်းပါဟုတန်တာချိုးမြဖိတ်ခေါ်ပြဖို့မောက္ခဧကံအမှန်သင်လျောထိုက်တံပါပေ၏ဓမ္မောမေဖို့နိဗ္ဗာန်ကိုတန်တော်တရားတော်မြတ်သည်ဩဘနေယီကိုမိမိစိတ်တွင်တစ်ချိန်ထင်ကလေးခွင်အဘဲဝမိကွယ်သည်ဖြင့်ကိုယ်ဝဲဝနောင်စံဦးချောင်းကိုမိလောင်တော်ညာမငိမ့်အဘဲတရားမျက်ရှင်စိတ်ဆွဲထင်အောင်ခြင်းဆောင်ခြင်းငါထိုက်တော်မူပါပေ၏ဓမ္မောမေဖို့နိဗ္ဗာန်ကိုတန်တော်တရားတော်မြတ်ကိုဝိညုဟိပုရုဇဉ်နှင့်မတန်သင်စွာလေးသစ္စာကိုကောင်းစွာမြင်သည့်ပညာရှိအပေါင်းအရိယသူတော်ကောင်းတို့သည်ပိစရံဝေရိတာဘောကိုစီကိုငှလူတိုင်းရ၍နိဗ္ဗာနာတသမဘဖြင့်မပြတ်သည့်ပိုင်ခံစားနိုင်ပါပေ၏သောပတိပန္နောဘဂဝတောသာဝကတံကိုဥစုပတိပန္နောဘဂဝတောသာဝကတံကိုညာယပတိပန္နောဘဂဝတောသာဝကတံကိုတာမိစိပတိပန္နောဘဂဝတောသာဝကတံကိုယတိတံသတ္တာတိပုရိသယုဂာနိအထပုရိသပုဂ္ဂလာဧတာဘဂဝတောသာဝကတံကိုအာဟုနေယောပါဟုနေယောဒက္ခိနေယောအစ္ဆလီကရဏီယောအနုတ္တရံပုညခိတံလောကတာတိဘဂဝတောရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤသာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာအရိယာဟုသင်္ချာရှိဘောတံဃာတော်အပေါင်းသူတော်ကောင်းသည်သောပတိပန္နောတရားသဖြင့်ဆုံးမသင်ရသာသနာဝေလျောစွာထုံးပြဆုံးအမှားကိုလုံးဝလိုက်နာကောင်းမွန်စွာလည်းကျင့်တော်မူတတ်ပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤသာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာအရိယာဟု
တင်ချာရှိဖို့တန်ဃာတော်အပေါင်းသူတော်ကောင်းသည်ဥစုပရိပန္နောစင်လေတမှုမာယာစုဖြင့်ဖုဖုထစ်ထစ်မကောက်ကြည့်ပဲစင်စင်နိဗ္ဗာန်လမ်းဖြောင့်မှန်အောင်လျောကံချင့်မြော်ကျင့်ကြံတော်မူတတ်ပါပေ၏ဘဂဝါတော်ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏သာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာအရိယာဟုတင်ချာရှိဖို့တန်ဃာတော်အပေါင်းသူတော်ကောင်းသည်ညာယပရိပန္နောကိုယ်ဝဲဝတ်နောင်စံအုပ်ရှောင်းကိုမိလောင်သောညမငြိမ်းအားပဲကြီးမလောင်မိဒုက္ခကြီးတို့အပြည့်ဧကံငြိမ်းရမှန်သည်နိဗ္ဗာန်အလို့ငါကျင့်တော်မူတတ်ပါပေ၏ဘဂဝါတော်ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏တာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာအရိယာဟုတင်ချာရှိဖို့တန်ဃာတော်အပေါင်းသူတော်ကောင်းသည်တာမိစေပရိပန္နောယုတိတမှုလူတို့ပြုသည်တာမိစိကံလျောက်ထိုက်တန်အောင်ကျင့်ကြံတော်မူတတ်ပါပေ၏ဘဂဝါတော်ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏ဧတဧသောတာဝကတံကိုအစုံလေးပါတိကြရှိဖို့တန်ဃာတော်အပေါင်းဤအရိယာသူတော်ကောင်းသည်အာဟုနေရောတုတ်ပြန်ကြည်လေအကျုပ်ပေးသဖြင့်အဝိမယူဆောင်၍မူလေကြည်ပြူလေးမြတ်ပူဇော်အပ်သည်လတ္တပကပြပြကိုကောင်းစွာသိမ့်ပိုက်ခံယူခြင်းငါလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏ဧတာဧသောတာဝကတံကိုအစုံလေးပါတိကြရှိဖို့တန်ဃာတော်အပေါင်းဤအရိယာသူတော်ကောင်းသည်ပါဟုနေရောဝိယမျိုးနွယ်မြတ်ဧသေးဖို့ရည်ရွယ်မှန်းတပစ္စည်းများကိုဖယားတဆူပွင့်တော်မူမှပေါ်လာကြသည့်ကပ္ပဧကောင်သူတော်ပေါင်းမို့အကြောင်းထိုက်စွာပေးလူခြင်းငါလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏ဧတဧသောတာဝကတံကိုအစုံလေးပါတိချာရှိဖို့တန်ဃာတော်အပေါင်းဤအရိယာသူတော်ကောင်းသည်ဓက္ခိနိယောဓမ္မလွန်စခန်းကြီးပွားလံဖို့မြော်မှန်းရည်ရွယ်ပေးလူပွဲကိုရည်ရွယ်သမျှအကျိုးရသဖြင့်တဇမချံအလူခံချင်းငါလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏ဧတဧသောတာဝကတံကိုအစုံလေးပါတိကြရှိဖို့တန်ဃာတော်အပေါင်းဤအရိယာသူတော်ကောင်းသည်အင်းဇလီကရဏီယောတလောကလုံးကိုက်ညွတ်ယုံလျက်ရွှင်ပြုံးကြည်ညိုယုတိမြတ်နိုးလက်အောင်မှု၍ရှေခိုးခြင်းကိုလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏ဧတဧသောတာဝကတံကိုအစုံလေးပါတိကြရှိဖို့တန်ဃာတော်အပေါင်းဤအရိယာသူတော်ကောင်းသည်လောကတာလူနတ်မြမတတ္တဝါအပေါင်းဤအနုတ္တရံအတုမရှိမြတ်ခေါင်ထိသောပုညခိတံကုသိုလ်ကောင်းမှုမျိုးစေစု၏
ကြည်ထူမြင့်မာဆွင့်ဆွင့်ကားလျက်ဖွင့်ထွားဝေယလေယမြေကောင်းအတုဖြစ်တော်မူပါပေ၏ဧဝံနဝဟိဂုဏေဟိလောကမိဝိတုတံကနံသာသနံစိရဒာတာရံဝန္ဒာမိတိဟိတာဒရံဧဝံနဝဟိဂုဏေဟိဤသုပတိပန္နာတသလာတိကိုပြသောဂုံတော်ပေါင်းတို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်၌ဝိတုတံဒိဋ္ဌိဒုပေါင်းလွန်မြတ်မြောင်သည်ဟန်ဆောင်တန်ကအပြားပြားထအရာရာဖြင့်ဂုံရည်တင့်၍ကြီးမြင့်ထင်ရှားပေထသောသာသနာကပ္ပကပ္ပလွန်လေးပါလေတခါတပံကျုံရန်ခဲကအမျက်ယေတနာဤသာသနာတော်မြတ်ကြီးကိုစိရဒာတာရံဘယလက်ထအဆက်សមမပြတ်ရအောင်ပူချာသင်ယူဆောင်ရွက်တော်မူလာပေထသောခဏအတွင်းစိတ်သက်မြင့်မြတ်ကြည်လင်သူတော်စဉ်ကောင်းအရိယသံဃာတော်ပေါင်းကိုတိဟိလက်အိုအင်ဇလီနှုတ်တန်ချီ၍ရွှင်ကြည်မနောသုံးပါသောဓွာရတို့ဖြင့်သာဒရံလိမြတ်ကြီးညို့ယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒမီဂုံတော်ထုံမွန့်ပုံတော်မှန်လျက်ချီးမွမ်းသောမနာပနာညိုကျိုလက်ဆုံးမို့၍ရှေခိုးကတော့ပါ၏ဖယား